ဒါပေမဲ့အမတန်ထင်ရှားကြော်ကြားတဲ့ဒါပြဇဆရာကြီးရေးတဲ့ဆရာကြီး John Howard Payne ကရှိနေတော့သူခင်ဗျာမတိုးနိုင်ဘူးအဲ့တော့ဘာလို့ရတယ်လဲဟိုးစင်ချင်းကိုပုံရောက်ကွက်မှာသူလှုပ်ချင်တဲ့ပြဇဆရာလှုပ်ရင်းနဲ့အလုတ်ကမဲကရရမရှိလှုပ်တဲ့ခါမှာနောက်ဆုံးသူစိတ်ဓာတ်ကြပြီးတော့ဟာတဲ့မဖြစ်ဘူးတဲ့သူဦးလေးစီသွားမှာတဲ့ဆိုသူဦးလေးစီသွားဖို့သူပြင်လိုက်ပါတယ်ဒါကျွန်တော်အခုစူးစမ်းပြောတော့အချင်းချုပ်တွေပြောနေဖြစ်ပါတယ်အဲ့တော့သူ့ရဲ့အဲ့ဒီမှာသူ့ရဲ့အသက်တာကိုပြောင်းလဲတာပဲဦးလေးအိမ်သွားတော့ဦးလေးအိမ်မှာမရှိဘူးဒါပေမဲ့ဦးလေးရဲ့လက်ထောက်ဓမ္မဆရာကလေးကရှိတယ်ဓမ္မဆရာလေးနဲ့အဲ့ဒီဆရာလေးနဲ့သူသွားပြီးတော့ဘာသာရေးအကြောင်းပြောတယ်သူကတခါတည်းစိတ်ကတခါတည်းဒီမချင်မနှသူ့ရဲ့လိုတရလိုတော်လိုချင်အောင်မရစိတ်ပြက်လက်ပြက်နဲ့သူခမမရရတဲ့အချိန်မှာအဲ့ဒီဓမ္မဆရာလေးနဲ့သူထိတွေ့ရတဲ့အခါမှာဘာတွေ့ရတယ်လဲဆိုရင်အဲ့ဒီဓမ္မဆရာလေးမှာအမတာမှပဲစိတ်နှလုံးနူးညံ့တိမ်မွေ့ပြီးတော့ဒါအမတာမှပဲဖျားကိုချစ်တဲ့တော်ပြီးလို့ငြိမ်သက်မှုကိုခံစားရတယ်အဲ့ဒီကနေဆက်ပြီးတော့သူကဒါသူ့အတွက်စဉ်းစားစရာဖြစ်လာပြီအဲ့ဒီကနေပြီးတော့သူဆက်တယ်ရွာကလေးကိုဆွဲတယ်ရွာကလေးရောက်တော့မိုးချုပ်ပြီသူမြေကလေးကိုခြိတယ်တက်ကုတ်ခန်းရှင်သွားတဲ့အခန်းအားတဲ့ဝင်နေတဲ့အခန်းပြည့်နေပြီတဲ့ဒါပေမဲ့ဒါအမတန်ဖျားနာတဲ့လူနာတယောက်ရဲ့နားမှာတော့အခန်းလေးတစ်ခန်းရှိတယ်နောက်ဆုံးအဲ့ဒီခန်းမှာသူစိတ်ကူးတာတော့မောပြီနော်ဒီညတော့ကောင်းအိတ်မယ်ဒါပေမဲ့သူအိတ်လို့ပြောလို့မရဘူးသူနားမှာရှိတဲ့အသေးအံဖျားတဲ့လူကအော်တယ်နော်အမျိုးမျိုးအော်တယ်ကဲပါကြောက်တယ်နော်စသဖြင့်ဒါယုံရမ်းရပြီးတော့အမြဲတမ်းအမောင်နော်မကောင်းဆိုးတွေစသဖြင့်အဲ့လိုအော်တဲ့အတန်ကြားတဲ့ခါမှာသူကမြအိတ်လို့လည်းမရဘူးအဲ့တော့ तू စဉ်းစားလာတယ်လူတော့မမြင်ရသေးဘူးနော်ဒါပေမဲ့ तू ကြားရတဲ့အဲ့ဒီဖက်ကလူနာရဲ့အော်သံကသူ့အတွက်ကသိချင်းတရားနဲ့ပတ်သက်လို့ तू စဉ်းစားစရာဖြစ်လာတယ် तू ခံစားမှုဖြစ်လာတယ်သိချင်းတရားကိုလည်းကြောက်ရွံ့လာတယ်နော်မွန်လင်းတဲ့ခါကျတော့ तू ကထွက်ဖို့ပြင်တယ်ထွက်ပြီးတော့ပြင်တဲ့ခါမှာဆိုင်ရှင်သွားတဲ့မှာအဲ့ဒီမှာဟိုစာပတ်စံပဲရှင်းပြီးတော့ तू ကဧည့်သည်မှတ်တမ်းကိုကြည့်တယ်ဧည့်သည်မှတ်တမ်းကိုကြည့်လိုက်တဲ့ခါကျတော့ယူဒတန်ကအမတန်မှပဲထိတ်လန့်ကြောက်ရွံ့သွားတယ်ဧည့်သည်မှတ်တမ်းမှာအဲ့ဒီအခါမှာရှိတဲ့လူကသူ့အမတန်ချစ်ခင်လေးစားတဲ့ဖျားမဲ့ဝါဒီကိုသူ့ကိုလွှမ်းမိုးစေခဲ့တဲ့သူ့ရဲ့ငယ်ချင်း Jacob Am ဖြစ်နေတာကိုတွေ့ရပါတယ်အဲ့တော့သူအခွင့်တောင်းတယ်သွားကြည့်တယ်သူခရီးမဆက်နိုင်တော့ဘူးမိသားစုကအကြောင်းကြားတယ်သူ့ရဲ့ငယ်ချင်းအတုပပြီးတဲ့အထိသူအဲ့ဒီမှာနေပြီးမှသူသွားတယ်အဲ့ဒီမှာသူဘာခံစားလဲဘယ်လိုနှလုံးသားတွေမှာလေးနဲ့သူခံစားရတယ်လဲဆိုရင်ဟာသူတငယ်ချင်းကတော့မျောလင်းစရာမရှိဘူးသူတငယ်ချင်းကတော့ပျောက်သွားပြီဆုံးသွားပြီအဲ့ဒီမှာသိချင်းတရားနဲ့ပတ်သက်လို့ဆင်ခြင်လာတဲ့အခါမှာအတူကောက်ပြောမယ်ဆိုရင်သူရဲ့အမြင်တွေမှန်လာပြီးတော့အသိတရားသိလာပြီးတော့ကနောက်ဆုံးဖျားသခင်ရှေ့တော်မှာဒူးထောက်ပြီးတော့သက်တာကိုဆက်ကပြီးတော့အဲ့ဒီမှာဘဝသိရခဲ့ပါလေနော်ဒါကျွန်တော်တို့ယူဒတန်ရဲ့ဘဝကိုကြည့်တဲ့အခါမှာအခုနပြောသလိုပဲကလေးဘဝကနေစတစ်ဆင့်ကအင်မတန်မှပဲစိတ်ဝင်စားစရာကောင်းပါတယ်အဲ့ဒီကနေပြီးတော့မိဘများထီပြန်သွားတယ်ဓမ္မတက်ကတူတက်ဖို့ကြိုးစားတယ်ဘာသာတရားကိုမယုံတဲ့အတွက်ကြောင့်မလို့မိဘကသိဥဆရာဖြစ်လို့သာတော်တယ်နောက်အခုကျွန်တော်တို့ကျမ်းစာကျောင်းတယ်ဆိုအနည်းဆုံးခရိယန်ဖြစ်ပြီးတာဘယ်နှစ်3 လလောက်ကြာမှသူကဒါတက်ခွင့်ရတယ်သူ့ရဲ့အဖေရဲ့အသင်းတော်မှာလည်းအသင်းသားဖြစ်လာတယ်ငကိုကလေးကအင်မတန်ပညာထူးချွန်တဲ့အတွက်ကြောင့်မလို့ဒီသူ့ကိုလည်းအလုပ်ပေးတယ်ဒါပေမဲ့အလုပ်ကိုသူညင်းတယ်အဲ့ဒီမှာဒီ Dr. Claudius Bachman ရေးတဲ့ဒါအရှိပြီကကျဲကိုဖတ်ရတဲ့ခါမှာသူ့ရဲ့နှလုံးသားထဲမှာတကယ်ပဲတိုင်းခြားကိုကျွန်တော်တို့သာသနာပြုဖို့စိတ်ပြီးတော့ပုံမှုပြီးတော့စိတ်ဝင်စားလာတယ်စိတ်ပြင်းပြလာတာတွေ့ရပါတယ်အဲ့ဒီစာထဲမှာဆိုရင်အိန္ဒိယပြည်တရုတ်ပြည်သာသနာပြုတွေဘယ်လိုသွားလို့သလဲဘယ်လိုဆက်ကသလဲဆိုတာကိုဒါတွေ့ရပါတယ်အဲ့ဒီအချိန်မှာပဲဆက်ပြီးတော့ဘော့စန်မြို့မှာရှိတဲ့အသင်းတော်တစ်ပါးကသူ့ကိုလက်ထောက်သင်းအောင်ဖြစ်ကမ်းလှမ်းတယ်ဒါကိုလည်းသူညင်းတယ်နော်အဲ့တော့အသက်20နှစ်ငယ်ရွယ်မှာ Brown University က MA ရတယ်သူရဲ့ဓမ္မတက္ကသိုလ်လည်းပြီးသွားတယ်ဆိုတာကိုဒါသူ့ရဲ့ဘဝအစပိုင်းကျွန်တော်တို့ယူဒတန်ရဲ့ဘဝကိုတွေ့ရပါတယ်ကဲအဲ့ဒီကနေစပြီးတော့သာသနာပြုဘဝအစကိုကျွန်တော်တို့ကြည့်တဲ့အခါမှာနော်အဲ့ဒီတော့မနေ့ကဒေါက်တာဆရာကြီးဒေါက်တာကျော်ဦးကျော်သားတို့လိုပဲသာသနာဘုတ်အဖွဲ့အစည်း
မရှိဘူးเนาะနောက်ပိုင်းကျမှ the Board of Commission for Foreign Missions Congregation in Church ကစပြီးတော့ဖွဲ့တဲ့အခါမှာပြင်ဆင်လာတဲ့အခါကိုကျွန်တော်တို့တွေ့ရပါတယ်အဲ့တော့ကျွန်တော်တို့အနေနဲ့ထတယ်အနေနဲ့ထတယ်နဲ့သိက္ခာမင်္ဂလာခံယူတာလဲစိတ်ဝင်စားစရာကောင်းတယ်ကျွန်တော်တို့ဒီလိုအမှုတော်ဆောင်တယ်ကျွန်တော်တို့တီမလို့တယောက်များရှိမလားမသိတယောက်လို့ရှိရင်လက်ထောက်အောင်စေချင်တယ်သူက1812ရက် February လ9ရက်နေ့မှာမင်္ဂလာဆောင်တယ်6ရက်နေ့မှာသိက္ခာမင်္ဂလာခံယူတယ်တရက်ပဲกว่าတယ်နော်ကျွန်တော်ထင်တယ်ဒီမှာတော့အဲ့လိုတယောက်မှတော့မရှိဘူးထင်တယ်ဒါစိတ်ဝင်စားစရာယူရသားရဲ့ဘောအကြောင်းဖိုက်တော်တော်စိတ်ဝင်စားစရာကောင်းတယ်နော်သူနဲ့သူ့ရဲ့အဖွဲ့လေးဦးအမြဲတမ်းသာသနာအတွက်ဆုတောင်းတယ်နော်သူတို့ဆုတောင်းတယ်နော်အထူးသဖြင့်ဒါဆရာယူရသားရဲ့သိက္ခာမင်္ဂလာတင်တဲ့ခန္ဓာမှာလေဒီသူတို့လှုပ်တဲ့အခါမှာသူ့အတွက်ဆုတောင်းတဲ့ဟာတော်တော်လေးကိုဖတ်လို့ရှိရင်ဒါကျွန်တော်စိတ်ဝင်စားစရာကောင်းပါတယ်အဲ့တော့အတူတူပြောမယ်ဆိုရင်ဗမာပြည်ထွက်လာတဲ့အခါမှာသူတို့ကသာသနာပြုစနီးမောင်နှံနဲ့စုံယူဒတာနဲ့အန်နော်ဆမ်မြူနွယ်နဲ့ဟယ်ရီနဲ့ထွက်လာကြတယ်အဲ့တော့လမ်းမှာနော်လမ်းမှာကသူကဒီ Greek ဘာသာစကားဆက်လက်ပြီးတော့ကျောင်းကိုပြုစုဖို့ကြိုးစားတယ်ဖတ်တဲ့အခါမှာအဲ့ဒီမှာနှိချင်းမင်္ဂလာမနေ့ကဆရာကြီးဒေါက်တာကျော်သန်းပြောသလိုပဲသူ့ရဲ့ဒါနှိချင်းမင်္ဂလာခံယူခြင်းနဲ့ပတ်သက်လို့ဒါကတကုံလုံးစုံမြုပ်မှဖြစ်တယ်ဆိုတာကိုသူခံယူပြီးတော့ကနောက်ဆုံးကျွန်တော်တို့စစ်ရန်ပုံမှာဆရာကြီးဝီလျံဝတ်ရဲ့မှာနေချင်းမင်္ဂလာခံတယ်ဆိုတာတွေ့ရပါဒါသူသာသနာခရီးဆက်ပြီးအိန္ဒိယရောက်ပြီအဲ့တော့မြန်မာနိုင်ငံမှာအိန္ဒိယမှာကသူတို့ကအဲ့ဒီမှာပဲသာသနာပြုဖို့လဲစဉ်းစားခဲ့ဒါပေမဲ့အဲ့ဒီမှာအခွင့်အရေးမသာဘူးသူတို့နေလို့မရဘူးအထူးသဖြင့်အမေရိကန်နေလို့မရဘူးထွက်သွားတဲ့အတွက်ကြောင့်မလို့မနေ့ကပြောသလိုပဲမရွယ်ပေမဲ့ကျွန်တော်တို့ဂျော်ဂျီယာသင်္ဘောနဲ့ဗမာပြည်ကိုကျွန်တော်တို့ဇွန်လ23ရက်နေ့1873ခုနှစ်မှာရောက်လာပါတယ်။နောက်အဲ့ဒီမှာရှိတဲ့ကျွန်တော်တို့သာသနာချာတာနဲ့ Felix Carey နဲ့ဒါသာသနာအိမ်မှာနေကြတယ်ဆိုတာတွေ့ရပါတယ်။နော်အဲ့တော့ဆရာကြီးတော်တောင်ကိုဘုရားသခင်ဗမာပြည်ပို့တာကတကယ်ဘုရားသခင်အကြံတော်ပဲ။မူလထွက်လာတဲ့ကတော့တိုင်းတခြားမှာသာသနာပြုဖို့ပဲနော်။သို့တော်လည်းအဲ့ဒီတော့ကနေချင်းသာသနာကအိန္ဒိယမှာစတော့အဲ့ဒီမှာအခွင့်အဖို့မွေးအခြားတင်နေအောင်သွားဖို့ဒါပေမဲ့နောက်ဆုံးကြတော့ဗမာပြည်ရောက်လာတာကဘုရားသခင်ကျွန်တော်တို့အတွက်ပို့ဆောင်ခြင်းဖြစ်တယ်လို့ကျွန်တော်တို့သိဖို့လိုပါတယ်လို့အဲ့တော့သာသနာစတော့မယ်ဗမာပြည်မှာအဲ့ဒီချိန်တုန်းကတော့ကျွန်တော်တို့အားလုံးသိတဲ့အတိုင်းပဲမြန်မာနိုင်ငံမှာအင်မတန်မှပဲဒါပတိသရေအုပ်ချုပ်တဲ့ခေတ်မင်းအာဏာအုပ်ချုပ်တဲ့ခေတ်တိုင်းတခြားဘာသာကိုတခါတည်းလုံးဝအခွင့်မပြုတဲ့ခေတ်နော်အထူးသဖြင့်ကျွန်တော်တို့မြန်မာပြည်အောက်မှာရှိတဲ့မြို့ဝန်တို့စစ်ကဲတို့အမျိုးမျိုးလဲသူတို့အဆင့်သူတို့မှာဒါချုပ်ချယ်မှုနဲ့ဒါအခွင့်အာဏာတွေပေးတဲ့တို့ရန်ကုန်မှာလဲရောက်ပြီးတယ်လေဒီအတိုင်းပါပဲနော်ဒါပေမဲ့ဆရာယူဒတန်ကစပြီးတော့သာသနာပြုနိုင်မှုအတွက်မြန်မာစာပါဠိစာသင်တယ်နော်ကျွန်တော်တို့6လကြာလောက်ကြာတော့တနေ့ကို12နာရီတဲ့နော်တနေ့ကို12နာရီနော်ကျွန်တော်ရင်းနှီးတဲ့တူလို့သားလို့တချို့နိုင်ငံခြားမှာပါရဂူဘွဲသွားပြီးလောက်ကြတဲ့ခါမှာဆွစ်ဇာလန်တို့ဆွီဒင်တို့ကျွန်တော်တို့ဒီနေ့ကို73ဆက်လဲနေစဖတ်ရတယ်တဲ့ကျွန်တော်သားသမီးတွေကတော့ပါရဂူတော့မာစရောနိုင်ငံခြားမှာလောက်ကြတယ်သူတို့လည်းကျွန်တော်ကြီးကတော်တော်လေးစဖတ်တယ်ဆရာကြီးကတန်ကတော့ဗမာစာတတ်ဖို့တရက်ကို7နာရီနော်အဲ့တော့6လလောက်ကြာတော့သူတော်တော်လေးအတော်အတန်ဖတ်လာနေတယ်ဆိုတာကိုကျွန်တော်တို့ဒါတွေ့ရပါတယ်အဲ့တော့မနေ့ကလည်းဆရာယူကျော်သန်းကျွန်တော်တို့အများကြီးပြောပြတယ်စာပေနဲ့ပတ်သက်လို့အဲ့တော့ဆရာယူကတကယ်ဒီဆရာဦးတင်နိုင်စိုးတင်နိုင်စိုးတို့ပြုစုတဲ့ဘာသာမှာလည်းဆရာယူတဲ့တန်ကိုဘယ်လိုမုန်းတင်ထားတယ်လဲဆိုရင်ကျမ်းပြုသူနေတဲ့ဒါဆရာယူတဲ့တန်ကကျမ်းပြုသူနဲ့ဒါမုန်းတင်ထားတာကိုကျွန်တော်တို့တွေ့ရပါတယ်လွန်ခဲ့တဲ့3-4 လတုန်းကကျွန်တော်တို့အရင်တော့သမိုင်းပါမောက္ခဟောင်းဖြစ်တယ်သာသနာဥစ္စာနဲ့ညွှန်ကြားမှုဖြစ်တဲ့ဒေါက်တာမျိုးမြင့်နဲ့ကျွန်တော်ထိုင်တော့စကားသူကတော့ငယ်ရတဲ့ခရိယန်နဲ့နီးလာတော့အထူးသဖြင့်ဥနောအသင်းတော်ကပြုစုခြင်းနဲ့ခံတော့ကျွန်တော်တို့လည်းအမှန်တန်ရင်းနေတဲ့ပုံကိုဖြစ်ပါတယ်အခုရခိုင်ကော်မရှင်မှာလည်းကျွန်တော်တို့ပါကြတော့သူကဗာပြောလဲဆိုရင်ဆရာတို့ရဲ့ယူဒတာနေ့ပြောလို့ရှိရင်ယူဒတာအထူးဖြင့်မြန်မာရဲ့နိုင်ငံရဲ့ပညာရေးနဲ့ဒါစာပေပြုစုခြင်းကိုဒါအမွန်းတင်ပြီးတော့ research လုပ်ဖို့ကောင်းတယ်ဟောပြောပွဲလုပ်ဖို့ကောင်းတယ်တဲ့ကျွန်တော်ဖိတ်လဲကျွန်တော်လာမယ်ပေါ့လေမှန်ပါတယ်ဆရာကြီးတို့တန်ကကျွန်တော်တို့ရဲ့ခရိယာစာပေကိုပြုစုတာမကဘူးခုနမနေ့ကဆရာကြီးကျော်တန်ပြောသလိုမြန်မာ
ဗိဒံနောက်နိုင်ငံခြားသားတွေရောက်လာတဲ့ခါမှာမြန်မာစာသင်ဖို့နိုင်ဖို့အတွက်ဒါဒီအင်္ဂလိပ်လို grammatical notices of Burmese language ကိုပြုစုတယ်နောက်မနေ့ကပဲဝေစာတွေနော်ဒီမှာတော်တော်လေးစိတ်ဝင်စားစရာကောင်းတာကသူပြုစုတဲ့ထဲမှာကောင်းကင်လမ်းပြအစားတော်တော်ကြာပြုစုရတယ်နော်အဲ့ဒီမှာပါလဲဆိုရင်ရာဇဝင်လေးပါတယ်ဆုံးမသွန်သင်တာပါတယ်ဆုတောင်းစာခွန်းတော်တော်လေးကြာတယ်ခုနှစ်မျက်နှာလေးတော်တော်လေးအဲ့ဒါလေးစိတ်ဝင်စားတယ်ပြီးတော့လက်ကမ်းဆောင်သူလက်ကမ်းဆောင်မှာတော့ကျွန်တော်တို့ဓမ္မအမေးဖြေကတော်တော်လေးနာမည်ကြီးတဲ့စာဖြစ်ပါတယ်နောက်မြန်မာအမျိုးသမီးကိုစားစင်ဘုံစာတန်းဗတိကအနစ်စုပေါ့လေအဲ့ဒါတွေလည်းတော်တော်လေးပြုစုပြီးတော့ဒါမြန်မာစာကင်ကိုအကြောင်းပြုခဲ့တယ်စိတ်ဝင်စားစရာတစ်ခုကတော့သမိုင်းမှတ်တမ်းတစ်ခုမှာကျွန်တော်ဗာတွေ့ရတယ်ဆိုရင်ကျွန်တော်တို့ကသချင်းတွေဆိုကြတယ် praise and worship အားရပါဆိုကြတယ်ဆရာကြီးတန်ကတဲ့ဒီတီးကိုတဲ့ကျွန်တော်တို့တီးသချင်းကိုတဲ့မြန်မာလိုပြုစုတဲ့ပထမဆုံးစာရေးပြုစုဖြစ်တယ်တဲ့သူပြုစုလိုက်တဲ့တီးသချင်းက3ပုဒ်လောက်ရှိတယ်တဲ့3ပုဒ်အဲ့3ပုဒ်ထဲမှာဆရာကြီးတန်အလွန်နှိမ့်သက်တဲ့တီးတစ်ပုဒ်ကဘာလဲဆိုရင်ရွှေပြည်တော်ကောင်းကင်စာလွန်ကျူးပြည်တော်ကျူးအဲ့ဒါကသူအနှစ်သက်ဆုံးစာဖြစ်ပါတယ်ကျွန်တော်ဒီသချင်းစာသားလေးကျွန်တော်မှရှိတယ်ကျွန်တော်ဖတ်ပြချင်ပါတယ်ပြည်တော်ကျူးဒါဆရာကြီးကအလွန်ကြရွှေပြည်ကောင်းကင်စာလိုချင်လေယေရှုခရစ်၏မျက်နာကိုဖူးမြင်လျက်စိတ်ပျော်ရွှင်လင်ကျေးဇူးတော်ကိုသချင်းဆိုဝတ်ဆင်းရဲနေကင်းလွန်လျက်လေနာဘေးအိုဘေးသေဘေးကိုကွဲကာရှင်းပယ်ဖြောက်ဖြက်လေကျေးဇူးတော်ကိုသိချင်းဆိုကျွင်းမဲ့ချစ်ခင်ကျေးဇူးရှင်ထံဒုက္ခသက်မြတ်ရည်ကိုမြိန်စွာတောက်လျက်ပျော်မွေ့ရွှင်ဆန်ကျေးဇူးတော်ကိုသိချင်းဆိုပြောင်လက်မိုးဝဲသက်တနေအောင်ကြီးကိုဖြန့်သည်လို့ယေရှုဘုန်းတော်ကိုခိုလုံဆက်ဆံကျေးဇူးတော်ကိုသိချင်းဆိုဆရာကြီးတန်ကသမမတန်တစ်ခုကဗာပြောတယ်ကပြောလို့မြန်မာလိုဓမ္မတချင်းကိုပထမဆုံးရေကုံသိဆိုတဲ့ဆရာကြီးဖြစ်တယ်လို့နော်ကျွန်တော်တို့တချင်းသုတ်ခုနဖတ်သွားတဲ့တချင်းကတော့သူအနည်းသက်ဆုံးကောင်းကင်ရွှေပြည်စံကြီးအဲ့ဒီတချင်းကသူအနည်းသက်ဆုံးဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့သိတာကတော့ဆရာကြီးတန်ကမြန်မာကျမ်းစာကိုပဲပထမဆုံးပြန်ပေးတယ်လို့မကဘူးကျွန်တော်ရဲ့ဓမ္မတချင်းကိုလည်းပထမဆုံးစပြီးတော့ဒါကျွန်တော်တို့ဖွဲ့ဆိုပေးခဲ့တဲ့ကျွန်တော်တို့ဆရာကြီးဖြစ်တယ်ဆိုတာကိုလည်းဒါသမိုင်းမှတ်တမ်းရကျွန်တော်တို့သိရပါတယ်နော်အဲ့တော့မနေ့ကတော့ကျွန်တော်တို့ကျမ်းစာကိုဘယ်နေ့ဆက်ကားတဲ့ကျမ်းစာကျွန်တော်တို့အားလုံးသိတဲ့အတိုင်းပဲဓမ္မသစ်ကိုစပြန်တယ်နောက်ဓမ္မသစ်ကိုကျွန်တော်တို့ဆက်ပြီးတော့ကျွန်တော်တို့ဒီကျမ်းစာဓမ္မဟောင်းကိုပြန်တယ်အဲ့တော့ကျွန်တော်တို့ဒီဆရာကြီးရတန်ပြန်ဆိုတဲ့တမန်ကျမ်းစာကိုနော်ကျွန်တော်တို့မြန်မာပညာရှင်တော်များကဘာပြောတယ်လဲဆိုရင်ဒါကအကောင်းဆုံးသောဘာသာပြန်ဆိုခြင်းတစ်ခုဖြစ်တယ်လို့ပြောပါတယ်အဲ့တော့ကျွန်တော်တို့ဆရာကြီးတော်အတန်ပြုစုပြတဲ့မြန်မာအင်္ဂလိပ်ဗေဒံရှိတယ်အခုတက္ကသိုလ်တွေအားလုံးမှာသုံးယူပါတယ်နေ့ချင်းသိန်းကျုံနေနဲ့ပြန်ပြီးတော့နှိပ်တာကတော်တော်လေးကြာအချိန်ပေါင်းများစွာရှိပါပြီဘယ်နေ့ချင်း10ချိန်မကတော့အချိန်20လောက်ရှိကျွန်တော်တို့နေ့တိုင်းကျွန်တော်တို့ပုံနေ့တိုင်းကျွန်တော်တို့ရောင်းရပါတယ်ဒါကြောင့်မလို့ကျွန်တော်တို့မြန်မာနိုင်ငံမှာနေ့စဉ်ကျွန်တော်တို့စာပေပြပွဲလုပ်တယ်နော်အဲ့တော့စာပေပြပွဲလုပ်တဲ့ခါမှာမြန်မာအထူးဖြင့်ဒါအပြင်လောကစာပေအသင်းလုပ်တဲ့ခါမှာမြန်မာစာဆိုတဲ့ပုံကိုယ်ထဲမှာဒါမြန်မာစာပေလောကမှာဆရာကြီးတန်ကစာဆိုတူးနဲ့ဒါအတိမပြုထားတယ်ဆိုတာမှတ်တမ်းမှရတယ်တွေ့သလိုဆရာကြီးတန်ရဲ့စာကိုပြပါတယ်အဲ့တော့ဆရာကြီးတန်ရဲ့လှုပ်ဆောင်မှုအားလုံးကလည်းကျွန်တော်တို့သိတဲ့အတိုင်းပဲဒီ Justin College ပေါ့လေဒါကြောင့်မလို့တချို့သမိုင်းပညာရှင်ကဘာပြောလို့ဆိုဆရာကြီးတန်ကကျွန်တော်ပြောသလိုပဲကျွန်တော်တို့ရဲ့မြန်မာစာပေသမိုင်းပညာရေးသမိုင်းမှာဒါကအများစွာကျွန်တော်တို့ဒါကပေးဆက်ခဲ့တဲ့ဒါဒီပုဂ္ဂိုလ်ဖြစ်တယ်စာဆိုဖြစ်တယ်ပညာရှင်ဖြစ်တယ်ဆိုတာကျွန်တော်တွေ့ရပါတယ်အဲ့တော့သူကြားစာအုပ်ခဲနဲ့ကျွန်တော်တို့ကအားလုံးကျွန်တော်နေပေါင်း18နှစ်လောက်ပေါ့1934မှာ1834မှာပြီးပြီးတဲ့ခါမှာကြားစာကိုပြန်ဆိုပြီးတဲ့ခါမှာသူဆက်ကတ်တဲ့သူ့ရဲ့ဆုတောင်းချက်ကိုလည်းကျွန်တော်ဒီမှာဖတ်ပြချင်ပါတယ်ဘယ်လဲဆိုတော့ကျွန်တော်ဒါဖတ်တိုင်းဘယ်ကျွန်တော်ကိုယ်တိုင်ကကြားစာအသင်းမှာ10နှစ်လောက်လုပ်တဲ့ဒါကျွန်တော်တို့အများကြီးခွန်အားရတယ်
နောက်ဆုံးစာရွက်ကိုဆရာကြီးတန်ကကင်ပြီးတော့ဘယ်လိုဆုတောင်းတယ်လဲဆိုရင်ကျေးဇူးတော်ရှင်အဖဖရာသခင်ကျွန်တော်မျိုးသည်ကိုတော်ရှင်နှုတ်ပတ်တော်ကိုမြန်မာဘာသာဖြင့်ပြည့်မြတ်အောင်ရေးသားနိုင်ခြင်းအတွက်ကျေးဇူးတော်ကိုချီးမွမ်းပါသည်အခုကျွန်တော်မျိုးဘာသာပြန်ဆို၍ပြီးစီသောနောက်ဆုံးစာရွက်ကိုကင်လျက်ကျွန်တော်မျိုး၏အလိုသည်ပြည့်စုံပြီးဖြစ်ပါသည်ကျွန်တော်မျိုး၏မာယွင်သောလှုပ်ဆောင်ချက်များသည်ကျွန်တော်မျိုး၏အတွေးခေါ်ကိုညှဉ်းညမ်းစေလျက်ပြုလုပ်သမျှသောအပြစ်များကိုခွင့်လွှတ်တော်မူပါကိုတော်ရှင်ကျေးဇူးနှင့်ဂရုဏာတော်ကိုပေးသနာတော်မူပါကျွန်တော်မျိုးသည်ကိုတော်ရှင်အားဆက်ကလျက်ဤမြန်မာကျမ်းစာအားဖြင့်မြန်မာလူမျိုးများ